ဗျာဆရာနဲ့ပင်လယ်ဓမြကဘာမြေပေါ်ကတနေရာမှာတစုံတစ်ခုဟာအမြဲမှားယွင်းနေခဲ့ပါလိမ့်မယ်တင်မောပြတ်တဲ့ဇင်းမော်ကအိမ်မက်တွေကိုကျွန်တော်ကစာနာဖို့တည်ခဲ့တယ်အဲ့ဒီအတွက်ဒါကျွန်တော်ရဲ့ပျော်ရွှင်ခြင်းတွေဟာတောင်တင်တင်မော်တစ်စင်းဖြစ်ခဲ့ရတယ်မြောက်များလှဆိုသောမှားယွင်းခွင့်များရှိတဲ့အတွက်ကျွန်တော်ကမောင်ချောနွယ်ကအသက်ရှင်ခြင်းတရားကိုအထူးပဲကျေးဇူးတင်ရှိပါကြောင်းဖော်ပြလိုက်ပါရစေဘာတစ်ခုမှအစမပြေတာကိုရောကန်ဆိုးမှုအကြိမ်ကြိမ်ကြားရောက်ရတာကိုရောယောဂပိုးမွားတွေထူထပ်တိတ်တီးနေခဲ့တာကိုရောတစိမ့်စိမ့်တမြင့်မြင့်နာကျင်ပြီးစာလောင်နေခဲ့ရတာကိုရောကိုကချစ်လိုက်ပြီးပြန်အချစ်ခံခွင့်ရတာကိုရောအမုန်းခံလိုက်ရတာကိုရောအဆဆစုပေါင်းဖြစ်တည်ပြည့်ရင်းနေတဲ့ဒီဘဝတူတူဆိုတာလေးကိုအထူးလှိုက်လဲစွာကျေနပ်လှပါတယ်လူသားတစ်ယောက်နဲ့တစ်ယောက်နူးညံ့ခြင်းပြိုင်ပွဲမရှိတာကိုတော့ကျွန်တော်ကရဲသွမ်းတွေးလိုပါတယ်ပျော်ခြင်းတဲ့အချိန်မှာလူတစ်ယောက်ရတဲ့နဲ့ကိုရာလောက်ပဲအခွင့်အရေးလိုလှပါတယ်အဲ့ဒီလိုဆိုရင်ဖြင့်အခုလက်ရှိခန္ဓာကိုယ်နဲ့ဘဝကိုရောအသက်ရှင်ခြင်းတရားကိုရောလူတွေရဲ့ကပ်ပါဖို့ဆိုတာကိုရောကျွန်တော်ကဝမ်းမြောက်ဝမ်းသာကြိုဆိုလိုက်ပါကြောင်းအရက်တရားဓမ္မအမှားအယွင်းကာမဂုဏ်ရန်သူမိတ်ဆွေအမှန်တရားရိုးသားမှုချစ်ချင်းမေတ္တာကျွန်းသစ်မြို့ရွာနိုင်ငံနေမင်းကြီးလာမင်းဖြူဖြူခိုးပြာအောင်ကြဲကလေးများနဲ့ငွေစပယ်စေးပေါ်လိတ်ကလေးများကိုလည်းအထူးပဲကျေးဇူးတင်ရှိလာပါတယ်16အောင်စအလေးချိန်ရှိတဲ့လူသားရဲ့အသေးနှလုံးဟာတစ်နေ့ကိုအကြိမ်ပေါင်းတသိန်းတိတိခုန်ချက်ရှိတယ်လို့ဆေးဘက်ဆိုင်ရာကျမ်းတွေကဆိုတယ်လူတစ်ယောက်ရဲ့တစ်နေ့တာနှလုံးခုန်ချက်ဟာအကြိမ်တသိန်းခုန်ချက်ရှိတယ်ဆိုတဲ့အထက်ပါဆိုလိုချက်ကိုကျွန်တော်လက်ခံပါတယ်ဒါပေမဲ့ကျွန်တော်အလိုအရတော့အကြိမ်တသိန်းတိတိခုန်ချက်ဟာထိချက်တစ်ချက်မဖြစ်နိုင်ဘူးအခိုက်တစ်ခုမဖြစ်နိုင်ဘူးခိုက်ထိချက်တစ်ချက်လည်းမရနိုင်ဘူးပြီးတော့ထိချက်တစ်ချက်ဟာလည်းမော်သားတဲ့မစေးကနိုင်မပါဝင်နိုင်ပြန်ဘူးအဖိတ်အစဉ်ရှိသလိုမော်သားအထူအပါလဲမစေးကနိုင်မပါဝင်နိုင်ပြန်ဘူးအဖိတ်အစဉ်ရှိသလိုမော်သားအထူအပါလဲကွဲသွားနိုင်ပါသေးတယ်ထားပါတော့ထိချက်တစ်ချက်လဲဖြစ်ခဲ့ပြီအခိုက်တက်လဲဖြစ်ခဲ့ပြီမော်သားလဲပါဝင်ခဲ့ပြီဆိုရင်တော့အဲ့ဒါဟာအမှုပညာပဲကြပြပဲအစစ်ယရနာပဲပေါ့နီဝါပြစိမ့်နေကွဲနိုင်ပါရဲ့အယောင်ကွဲပြားမှုကတော့သူ့တန်မိုးအမျိုးအစားလိုက်ပေါ့လေရှိပါစေလူဆိုတာဖျားသခင်ကကိုယ့်ကိုဘာပေးလိုက်တယ်ဆိုတာသိဖို့လိုတယ်လို့ကျွန်တော်ခံယူထားတယ်ဖျားသခင်ကကျွန်တော်ကိုအဲ့ဒါပေးခဲ့တယ်ကြဗျာကျွန်တော်ကတည်တည်မမွားဘဝတူတူလေးမှာပဲကိုလမ်ဘတ်ဖြစ်ချင်တယ်နေတစ်ပဲတစ်တွေရှာဖွေချင်တယ်ကျွန်းသစ်မြေသစ်တွေစိတ်ဝင်စားတယ်လူသားတစ်ယောက်ဟာဘလောက်ဝတ်အားပျော်ရွှင်လင်းထိန်နိုင်တယ်လဲကျွန်တော်ကမရန်ဂျူရီလဲဖြစ်လိုက်ချင်သေးတယ်ပြီးတော့အဒီဇင်ပြီးတော့မိုက်ကယ်အင်ဂျလိုဘီရိုနာတီပြီးတော့
ကြပြဆရာအိုမာခရန်လည်းပါတယ်ပေါ့သူတို့လိုပဲဝိုင်မူးမူးနက်ခတ်ပေးတာမှာကျွမ်းကျင်သူပြီးတော့ပြက်ကလေးအစ်တွေပါတွေတီထွင်ခြင်းနဲ့ကဘာကျော်အဆိုတော်တယောက်ကသူ့တချင်းအေဗန်ကိုဟော်ရီလိုနာမည်ပေးခဲ့တယ်ပင်လယ်ဓမြနဲ့ကြပြဆရာတဲ့ညီမျှချင်းတစ်ခုကိုသူ့ရဲ့ရှူတောင်းကနေဆွဲပြထားတဲ့ဒီသချင်းမှာသူဆိုလိုချက်ကပင်လယ်ဓမြတွေကလည်းရတနာကျွန်းကိုရှာဖွေခဲ့ကြတယ်ကြပြဆရာတွေကလည်းရတနာကျွန်းကိုရှာဖွေခဲ့ကြသူတွေဖြစ်ပါတယ်တဲ့ကဘာမြေကြီးရဲ့ရင်ကောင်းတွေကိုအနှက်ဆိုင်ဆုံးတူးဆွလာတဲ့မြေတူးသမားဟာသူ့လက်ထဲကတန်တရွင်းတစ်ချက်အတူးမှရင်တွေ့ထားတဲ့ကြောင်းမြက်ရတနာပဲ့ရွဲ့ပြီးတန်ဖိုးဆုံးရှုံးနိုင်တယ်လို့တစ်ချက်မှားယွင်းပြန်ရင်လဲမြေကြီးတွေကိုပေါ်ပြိုကျပြီးအသက်ဆုံးရှုံးနိုင်ပါတယ်တကယ်တော့ကြပြဆရာဆိုတာကိုလမ်ဘတ်လည်းဖြစ်မရန်ဂျူရီလည်းဖြစ်မာကိုနီလိုလည်းစောင်းတွင်းအိမ်မက်တွေနဲ့ကဘာကိုဆက်သွယ်နိုင်သူမရန်ဂျူရီမြေကိုထိန်လင်းစေသူနဲ့အိုမာခရန်လိုဝိုင်မူးမူးနဲ့နှလုံးခုန်ချက်တစ်သိန်းတွေကထွက်လာတဲ့ခုန်ထိချက်တစ်ချက်ကိုမော်တက်သွင်းပြီးထိခိုက်ချက်နဲ့ကဘာနဲ့လူသားစီကိုပေးပို့လိုက်တာကခုတင်လက်တဲ့ကျွေမှာဝစ်ဆင်ထားတဲ့မြလက်စုပ်ကလေးပါပဲမောင်ချောနေပါ